အားလုံးပဲမင်္ဂလာပါအမကအခုမှတော့အမကဘာအကြောင်းကို share လုပ်ချင်လဲဆိုလို့ရှိရင်အမကဟာလာ Microsoft မှာ shape တွေအကြောင်းအမက share လုပ်ပေးခြင်းနဲ့ဒါဆိုလို့ရှိရင်အမတို့က Microsoft မှာဆိုရင် shape လေးတွေ shape ကိုဘယ်လိုမျိုးအသုံးပြုမှာလဲပေါ့နော်ဒါဆိုလို့ရှိရင်အမတို့က shape လေးတွေအသုံးပြုတော့အမတို့ logo လေးတွေလည်းဖန်တီးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမတို့က insert တွေကိုသွားမယ်ဟာလာ insert တွေကနေပြီးတော့အမတို့ဒီမှာဆို illustration group ကနေပြီးတော့အမတို့က shape ဆိုတာရှိတယ်ပေါ့နော် shape တွေကနေပြီးတော့ဒီမှာဆိုသူ့ရဲ့ shape style တွေအများကြီးရှိတယ်ဟုတ်မလားဒီမှာဆိုကိုကြိုက်တဲ့ shape တစ်ခုကိုရွေးလိုက်အောင်မယ်ရွေးပြီးပြီဆိုတော့သူကဒီမှာအပေါင်းဆိုင်လေးပေါ်လာမယ်အဲ့ဒါဆိုမှတော့ဖိပြီးဆွဲလိုက်အောင်မယ်ဟုတ်ပြီဒါဆိုသူက shape တစ်ခုရလာပြီးတော့ဒါဆိုလို့ရှိရင် star ပေါ့နော် star မှာဆိုလို့ရှိရင်အမတော့ပြန်ပြီးသူက adjust လုပ်ချင်တယ်ဆိုဒီမှာဆိုရင်သူကဒီတန်းလေးမှာဒီမှာအဝါရောင်အလုံးလေးရှိတယ်ပေါ့နော်အဲ့အလုံးလေးကိုအမတို့ကဒီမှာဒီလိုမျိုးအမတို့ကိုယ့်ဟာကိုပြန်ပြီးတော့ adjust ပြန်လုပ်လို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးအမတို့က adjust ပြန်လုပ်လို့ရမယ်ဟုတ်ပြီအမတို့စရိုက်ချင်တယ်ဆိုရင်တော့အမတို့ဒီထဲမှာစရိုက်လိုက်ရုံပဲပေါ့နော်ဒီမှာစာရိုက်လိုက်အောင်ပြီဟုတ်ပြီစာရိုက်လိုက်ပြီဒါဆိုရင်အမတို့ဒီစာဝဲအမတို့ကပြန်ပြီးတော့ပြန်ပြီးတော့သူ့ကိုပြင်ကျင်သေးတယ်ဆိုလို့ရှိရင်အမတို့ကဟလာဒီစာကိုဆက်လက်မှတ်လိုက်လေရတယ်ဒါမှမဟုတ်ဒီဘေးပါအောင်ကလစ်လိုက်လေရတယ်ဟုတ်ပြီဒါဆိုရင်အမတို့ကဒီမှာဆိုရင် shape ကိုမကလစ်ဘူးဆိုရင်အပေါ်မှာဗာတက်မှာပုံလားဒီလိုသာ shape ကိုကလစ်လိုက်တယ်ဆိုရင်အပေါ်မှာ draw you do ဆိုပြီးတော့ shape format ဆိုပြီးတော့တက်တစ်ခုတိုးလာမယ်ပေါ့နော်ဒီမှာ hair တဲ့ဘေးမှာတက်တစ်ခုတိုးလာမယ်ဒါဆိုရင်အမတို့ကဒီမှာဆိုလို့ရှိရင်အမတို့ကဒီ star ကိုအမတို့လုပ်ချင်တဲ့အတွက်ဟလာဒီစာသားကိုလုပ်ချင်တဲ့အတွက်အမတို့ကဒါဆိုလို့ရှိရင်ဒီမှာကြီးအဲဆိုရင်ဒီမှာ shape ဖေးရှိတယ် shape style ထဲမှာ shape style ရှိတယ်သူ့မှာဆိုရင် insert shape ရှိတယ် shape style ရှိတယ် word art style ရှိတယ် text ရှိတယ် arrange ရှိတယ် size ရှိတယ်ပေါ့နော်ဒါမှဆိုလို့ရှိရင်အမတို့ site ကိုပြန်ပြီးတော့ပြင်နေတယ်ဆိုရင်ဒီမှာသွားပြီးတော့ကိုက site အတိအကျနဲ့သွားပြီးတော့ပြင်နေတယ်ဆိုဒီမှာသွားပြီးရိုက်လို့လည်းရတာပေါ့နော်သူ့ရဲ့ height ကိုဒါဆိုကိုက2လက်မပတ်လေလို့ပြင်နေဆိုရင်ဒီမှာ2လက်မပတ်လေကိုကသွားပြီးတော့ဒီမှာဆိုရင်သွားပြီးတော့ရိုက်လိုက်အောင်ပဲပေါ့နော်ဒီမှာသွားထည့်လိုက်မယ်ဒါဆို2လက်မပတ်လေရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့ကဒါကတော့ကိုဟလာသူကဒါကကြတော့အမတို့ကဒါကတော့ site အတိအကျနဲ့သွားတာပေါ့နော်ကိုကအဲ့လိုမဟုတ်ဘဲနဲ့ dress ဆွဲခြင်းနေဆိုဒီဘေးတောင်လေးကနေပြီး dress ဆွဲလို့ရတယ်ဟုတ်ပြီ shape ကိုအမတို့ shape ထဲမှာဆို shape ကိုရွှေ့ခြင်းနေဆိုဒီအပေါ်ပေါင်လေးကနေဒီလိုမျိုးရွှေ့လို့ရတယ်ပေါ့နော်ဒါက shape ကိုရွှေ့တာပြီးလို့ရှိရင်အမတို့ကဟာလာဒီ shape ကိုကလစ်လိုက်လို့ရှိရင်အပေါ်မှာဆိုရင်သူကဗာလေးပေးလဲဆိုရင် draw you do ပေးမယ်ပေါ့နော် draw you do ထဲမှာဆိုရင်အမတို့ what else time ဆိုတာကသူကစာသားကိုပြင်ခြင်းနေဆိုဒီကနေပြီးတော့သွားပြင်မယ်ဒီဟာကတော့ shape ကိုသွားပြင်တာပေါ့ဟုတ်ပြီဒါဆိုရင်အမက shape ကိုပြင်မယ်ပေါ့နော် shape ပြင်ခြင်းနေဆိုရင်ဒီ shape face ဆိုတာသူကအတွင်းသားကိုပြောတာပေါ့နော်သူ့မှာဆိုရင်ဒီ shape မှာဆိုဒီဘေး outline ရှိမယ်ပြီးရင်အတွင်းသားရှိမယ်ပေါ့နော်အတွင်းသားတွေကိုပြင်ခြင်းနေဆိုလို့ရှိရင်အမတို့ဒီအတွင်းသားတွေကိုသွားမယ်သွားပြီးဆိုကိုလိုချင်တဲ့ color လေးထည့်လိုက်ရောပဲဟုတ်ပြီနော်ဒါကကြတော့ shape ဖေးပေါ့နော် shape ဖေးဟုတ်ပြီပြီးလို့ရှိရင်အမတို့ဒီမှာဆိုရင်အမတို့ကအဲ့ shape ထဲမှာအမတို့ဒါ shape ဖေးပေါ့နော်ဒီမှာ color ထည့်လိုက်တယ်အရောင်တရောင်နဲ့အမတို့က solid color လို့ပြောတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမတို့ကဟာလာ picture တက်ကြတယ်ဆိုရင်လည်း picture တွေကိုသွားမယ်ဟာလာသွားပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ shape ထဲမှာ picture တက်ကြတယ်ဆို picture တွေကိုသွားမယ် file လေးရသွားမှာမလို့ from file လို့ရွေးလိုက်မယ်ရွေးပြီးပြီဆိုလို့ရှိရင်ကိုထည့်ခြင်းတဲ့ပုံလေးကိုရွေးလိုက်တယ်ပြီးလို့ရှိရင် insert လုပ်လိုက်တယ်ဟုတ်ပြီနော်ဒါကကြမှာတော့ shape ထဲမှာ picture ထည့်တာ picture လေးတွေထည့်ပြီးတော့ကိုကသုံးကြည့်နေဆိုရင်သုံးလို့ရတယ်ပြီးလို့ရှိရင်မှာတော့ shape face ထဲမှာမှာတော့ gradient အရောင်တွေဆက်ချင်နေဆိုရင်သူကဒီမှာသွားပြီးတော့ gradient အရောင်ဆက်လို့ရတယ်ဟုတ်ပြီကိုကဒီမှာဆိုလို့ရှိရင်သူကဒီမှာဆိုရင်အမတို့ကအရောင်ကကိုကဘာရောင်ရွေးထားလဲပေါ့နော်ကိုကဒီမှာ original ဒီမှာအပြာရောင်လေးရွေးထားတယ်ဆိုသူကအပြာလေးပြမှာပေါ့တကယ်လို့သာအနီရွေးထားတယ်ဆိုရင်အမတို့ဒီနေ့လေးမှာပါပြလဲဆိုရင် gradient မှာသူကအနီနဲ့အလင်းနဲ့ဆက်ထားတာပြတယ်အနီနဲ့ dark color နဲ့ဆက်ထားတာပြတယ်ပေါ့နော်ကိုကကိုထပ်ပြီးတော့ဆက်ချင်သေးတယ်ဆိုရင် more gradient ကိုသွားမယ်အမတို့အရောင်လေးဆက်မယ်ဟုတ်ပြီဒီမှာဆို no face ဆိုတာအရောင်တစ်ခုမှမတည့်ဘူး solid face ဒီမှာဆိုရင် solid face ဆိုတော့အမတို့ကအရောင်တစ်ရောင်နဲ့ရှိတယ်တခြားဘယ် color နဲ့မှအမတို့ကမရောဘူးဆိုလို့ရှိရင်သူ့ကို solid color လို့ပြောတယ်ပေါ့နော်အရောင်အနည်းဆုံး2ရောင်ရောလိုက်တဲ့တပြိုင်နဲ့သူ့ကိုဘာလို့ပြောလဲဆိုရင် gradient color လို့ပြောတယ်ဟုတ်ပြီနော် solid ဆိုတာကတရောင်နဲ့ရှိတယ်အနီဆိုလဲအနီအဖြူဆိုလဲအဖြူဘယ်သူနဲ့မှမရောဘဲနဲ့သူတစ်ခုတည်းရှိတဲ့ color 1 color ဆိုရင်အမတို့က solid color လို့ပြောပြီးတော့အနည်းဆုံး color နှစ်ခုရှိပြီးတော့အမတို့ဆက်လိုက်တဲ့ color gradient color လို့ပြောတယ်ပေါ့နော်ဒါကကြတော့အမတို့ preset gradient ဒီမှာ gradient ကိုရွေးလိုက်ရင်သူက preset gradient ပြတယ်အဲ့ gradient down ထဲမှာဆိုရင်ကိုကြိုက်တဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ default အနေနဲ့ပါတဲ့ဒီ gradient color ရွေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင် type မှာဆိုရင်ဘာတွေရွေးလို့လဲရလဲဆိုရင် type မျိုးစားဘယ်နှမျိုးရှိတယ်ဆို၄မျိုးရှိတယ် linear ရှိတယ် radial ရှိတယ်ပြီးလို့ရှိရင်အမတို့က rectangular ရှိတယ် patch ရှိတယ်ပေါ့နော်ဒါဆိုရင်အမတို့ကဒီမှာ direction မှာဆိုရင်ကိုရွေးလိုက်တဲ့ပုံမှာမူပြီးတော့ direction ပြန်ပြီးတော့ရွေးလို့ရမယ်အခုကတော့2ရောင်နဲ့ဆိုတော့မသိတာဘူးเนาะပြီးမှ direction ကိုတစ်ချက်ပြန်ကြည့်မယ်ပြီးရင်ဒီမှာ angle ဆောင်းတာတွေပါကိုကအရောင်ဆောင်းလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အမအရောင်ဆက်ချင်တယ်ဆိုဒီမှာ stock လေးတွေရှိတယ်အဲ့ stock လေးကိုကဒီ stock မှာ color change နေဆိုဒီ stock ကိုဆက်လက်မှတ်လိုက်မယ်အောက်မှာ color ပေါက်ရှိတယ်အဲ့ color ပေါက်ရဲ့အမတို့ကဒီမှာဆိုရင်ကိုလိုချင်တဲ့ color တွေရွေးလို့ရတယ်ပြီးလို့ရှိရင်ဒီမှာကိုဆက်ချင်တဲ့အရောင်တွေကိုဒီမှာသွားဆက်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်
ထပ်ပြီးတော့ကာလာတောင်းကျင်နေဆိုရင်မိုးကာလာကိုရွေးလို့ရတယ်ဒါဆိုရင်အမားတို့ဒီမှာဆိုရင်ကာလာပေါက်ပေါ့နော်ကာလာပေါက်ကြာလာမယ် standard ရယ် custom ရယ်ဆိုပြီးတော့ရှိရဲဒီမှာ standard မှာဆိုရင်တော့ကိုကလေးလိုက်တဲ့ကာလာအတိုင်းပဲသူကဝင်တယ်အမားတို့ဒီမှာဆိုရင်ဟလာကာရန်နဲ့ new ကာလာဆိုပြီးတော့သူကပြတယ်ပေါ့နော်ဒီမှာဆိုရင်ကာရန်လက်ရှိကာလာကဒီကာလာဒါဆိုရင်ကိုရွေးလိုက်တဲ့ကာလာဒီကာလာပေါ့နော်ဒီလိုမျိုးကာလာလေးတွေပြတယ်ပေါ့နော် customer ကြတော့သူကဘာလုပ်လို့ရလဲဆိုသူကじゃ customer ကြရင်သူကအယောင်ကိုယူလိုက်တဲ့အယောင်မှာပြန်ပြီးတော့အယောင်နူးရင်ကို adjust ပြန်လုပ်လို့ရမယ်ပေါ့နော်ဒီ stock လေးနဲ့ဒါကကြတော့အမှားတော့အယောင်ရွေးတာပေါ့နော်အယောင်ရွေးပြီးပြီဆိုလို့ရှိရင်ကိုကဒီဘက်မှာဒီ stock လေးနဲ့ကိုကအယောင်နူးရင်တွေသွားပြီးတော့ရွေးလို့ရတယ်ပြီးလို့ရှိရင် okay လုပ်ကြည့်လိုက်ဒါဆိုရင်အမားတို့ကဒီမှာအယောင်ဆက်တယ်ဟုတ်ပြီဒီ store တွေကိုအမားတို့ဒီလိုမျိုးနေရာလေးတွေရွှေ့လို့ရတယ် store တွေကိုနေရာရွှေ့လို့ရတယ်ဟုတ်ပြီပြီးလို့ရှိရင်အမားတို့ဒါဆိုရင်အယောင်ဆက်လိုက်တယ်ပေါ့နော်အယောင်ထပ်ပြီးတော့ထည့်ခြင်းသေးတယ်ဆိုရင်အမားကဒီ store ရဲ့နောက်မှာထည့်ခြင်းတယ်ဆိုဒီ store ကိုဆက်လက်မှတ်လိုက်တယ်ပြီးလို့ရှိရင်ဒီမှာဆိုရင် add store ရှိတယ်ပေါ့နော် add gradient store ရှိတယ်ဒါဆိုရင်သူ့ရဲ့နောက်မှာ store တစ်ခုတိုးလာတယ်အဲ့ store မှာအယောင်ထည့်ခြင်းတယ်ဆိုကိုကအယောင်ထည့်လို့ရတယ်ဟုတ်ပြီဒီ store ကိုကမကြိုက်ဘူးအဲ့ store ကိုဖြုတ်ခြင်းတယ်ဆိုလို့ရှိရင်ဒီ store ကိုအမားတို့ကကိုဖြုတ်ခြင်းတဲ့ store ကိုဆက်လက်မှတ်လိုက်တယ်ပြီးလို့ရှိရင်အမားဒီဘက်မှာဆိုရင် delete store ရှိတယ်ပေါ့နော် remove gradient store လေးကိုတစ်ချက်နေလိုက်ဒါဆိုရင်သူကအယောင်ပြောက်သွားတယ်ပေါ့နော်ကိုမလိုချင်တဲ့အယောင်ပြောက်သွားတယ်ထည့်ခြင်းနေဆိုရင်ကိုကဒီနောက်မှာထည့်ခြင်းနေဆိုရင်ဒီ store ရဲ့နောက်မှာထည့်ခြင်းနေဆိုဒီ store ကိုဆက်လက်မှတ်မယ်ပြီးရင်ဒီမှာထည့်လိုက်တယ်တော့ပေါ့နော်ဒီမှာတစ်ခါကျရင်သူကနေရာရွေ့သွားတာလေးရှိရပေါ့နော်နောက်မှာဆိုရင်ပြီးလို့ရှိရင်အမတော့ဒီမှာသွားပြီးတော့ဟာလာအယောင်ထပ်ရွေးပြီးတော့ထပ်ထည့်လို့ရတယ်ဟုတ်ပြီဒါဆိုရင်အမကဒီမှာ linear ပေါ့နော် linear မှာဆိုရင်သူက linear တော့သူကဒီလိုမျိုးသွားတယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ direction ကဒီမှာ diagonal သွားမှာလားသူကစာတန်းလေးပြတယ်ပေါ့နော်ဒီမှာစာတန်းလေးမှာဆိုလို့ရှိရင်သူက diagonal မှာသူက top left to bottom right လားကိုရွေးထားတဲ့အယောင်တိုင်းပဲသူကသွားမှာပေါ့နော်ဒီအယောင်တိုင်းသွားမှာလားအနေပြီးရင်ကိုရွေးထားတဲ့အတိုင်းပဲသူကပြရတယ်ပေါ့နော်ဒါဆိုရင်ဒီမှာဆို position တွေပြန်ပြီးတော့ရွေးလို့ရတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင် radial မှာဆိုလို့ရှိရင်လည်းအမတော့ဒီမှာဆိုဒီလိုပုံစံလားပေါ့အမမဟုတ်ဒီလိုပုံစံလားကိုကြိုက်တာကိုရွေးလို့ရတယ်ပြီးလို့ရှိရင်အမတို့က rectangular မှာဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ design တွေဒီမှာသွားရွေးလို့ရတယ်ပြီးလို့ရှိရင် path မှာဆိုလို့ရှိရင် path မှာဆိုရင်တော့တစ်ခုပဲရှိတယ်ပေါ့နော် path မှာဆိုရင်တော့ရွေးလို့မရဘူး path မှာဆိုရင်တော့သူကတမျိုးပဲရှိတယ်ပေါ့နော်သူ့မှာ direction ရွေးလို့မရဘူးပေါ့နော်ဟုတ်ပြီဒါကတော့အမက gradient ထည့်တာပေါ့နော်ဟုတ်ပြီဒီမှာပဲအမတို့တစ်ခါရထပ်ထည့်လို့ရတယ် picture ထည့်ခြင်းလေဆိုဒီမှာသွားပြီးတော့ picture တွေထည့်လို့ရတယ် insert တွေကနေပြီးတော့ဒီမှာသွားပြီးတော့ဟာလာ profile တွေကနေပြီးတော့ကိုထည့်ခြင်းနဲ့မှာဆိုလို့ရှိရင်ပုံတွေကိုထည့်လို့ရတယ်ပေါ့နော်ဒီလိုမျိုးထည့်လို့ရတယ်ပြီးလို့ရှိရင်အမတို့တက်ချာ picture ထည့်ခြင်းလေဆိုတက်ချာတွေထည့်လို့ရတယ်ဒီမှာဆိုရင်သူကဒါကတော့ default အနေနဲ့ပါတယ်တက်ချာ design တွေပေါ့နော်တက်ချာ design ထည့်ခြင်းလေဆိုလည်းထည့်လို့ရတယ်ပြီးလို့ရှိရင်အမတို့ကဘာလို့ရလဲဆိုပတ်တန်ဖေးပတ်တန်လေးတွေထည့်ခြင်းတယ်ပေါ့နော်ပတ်တန်ထည့်ခြင်းနေဆိုရင်လည်းအမတို့ပတ်တန်တွေရွေးလို့ရတယ်ပတ်တန်မှာလည်းသူကကာလာပြန်ပြီးတော့ထပ်ပြီးတော့အမားတို့က color setting ကိုပြန်ချိန်လို့ရတယ်ပေါ့နော် foreground color မှာဆိုရင်သူက foreground ဒီမြင်းချောင်းလေးကဘာကောင်လဲဘာရောင်လဲဆိုရင်သူက foreground ပေါ့နော်အပေါ်မှာရှိတဲ့ဒီမြင်းချောင်းလေးရဲ့အရောင်ပေါ့နော်ဒါဆိုရင် foreground color ချိန်လို့ရတယ် background ဆိုတာနောက်ခံအသားအရောင်ပေါ့နောက်ခံကကိုဘာထည့်ချင်တာလဲကိုထည့်ချင်တဲ့အရာကိုရွေးလို့ရတယ်ပေါ့နော်ဒါကကြတော့အမတို့ကဟလာဒီ shade ထဲမှာဆိုရင်ကိုဖြည့်လို့ရတယ်ထပ်ပြီးတော့လုပ်လို့ရတဲ့ setting လေးတွေပေါ့နော်ဘာမှမထည့်ဘူးဆိုရင်တော့ no pay solid pay ကကြအယောင် color တစ်ယောင်နဲ့ထည့်ချင်တယ်ဆို solid pay gradient pay ကအယောင်လေးဆက်တယ်ဟလာ picture ကိုတခြားထည့်မှာလား pattern တွေထည့်မှာလားပေါ့နော်ကိုကကြိုက်ပြီဆိုရင်တော့ box ကိုပေးလိုက်လို့ရတယ်ဟုတ်ပြီဒါကကြအမတို့ shape ဖေးနဲ့ shape နဲ့သွားတာ shape မှာအမတို့ outline ထည့်ချင်တယ်ဆိုရင်အမတို့ဒီမှာသွားပြီးတော့ဟလာ outline တွေတွက်ထည့်လို့ရမယ်ပေါ့နော်ဒီမှာ outline တွေရှိမယ်ဒီ outline မှာ weight အထူပါတွေထည့်လို့ရမယ်ပြီးရင်မတော့ outline မှာသွားပြီးတော့အမတို့ဒီမှာ color လေးတွေထည့်လို့ရမယ်เนาะကိုလိုချင်တဲ့ကိုထည့်ချင်တဲ့ color လေးတွေထည့်လို့ရမယ် outline မှာကို color ထည့်ချင်တယ်ဆိုရင် color ထည့်လို့ရမယ်ပြီးလို့ရှိရင် outline ရဲ့ design တွေသွားခြင်းနဲ့ဒီမှာဆိုရင် dash line လား outline design တွေပြန်ပြီးတော့ချိန်လို့ရမယ်ပေါ့เนาะ မိုး line မှာဆိုလို့ရှိရင်လည်းအမတို့ကဒီ outline ရဲ့ color တွေပါထပ်ပြီးတော့သွားပြီးတော့ထည့်လို့ရမယ်ပေါ့နော်ဒါဆိုရင် color ပေါ့ color မှာကိုကဒီအရောင်ထည့်ခြင်းနေဆိုရင်အရောင်ပေါ့နော်ဒီအရောင်ပေါ့ဒါဆိုရင်အမတို့ outline အရောင်တွေထပ်ထည့်ပြီးတော့ရမယ်ပြီးသူ့ရဲ့ width တွေလည်းဒီမှာသွားပြီးတော့ adjust ပြန်ထည့်လို့ရမယ် width တွေ height တွေပြန်ပြီး adjust ပြန်လုပ်လို့ရမယ်ပြီးလို့ရှိရင်ဒီမှာ type တွေပြန်ပြီးတော့ရွေးလို့ရမယ် line type တွေပြန်ရွေးလို့ရမယ်ပြီးရင်ဒီမှာ dash type တွေကိုလိုချင်တဲ့ဟို dash type ထည့်ချင်တာလားထည့်လို့ရတယ်ပြီးလို့ရှိရင်အမတို့ကဒါတွေကတော့အမတို့ကဒီ dash type မှာ flat လားဘာလားပေါ့နော်ဒီလိုမျိုး round လားပေါ့ဒီမှာဆိုရင်သူ့ရဲ့ dotted line လေးတွေကသူပြောင်းသွားတယ်ပေါ့နော် square ပုံစံလားဒါမှမဟုတ်လို့ရှိရင် flat ပုံစံလားပေါ့နော်ဒီမှာကိုယ်ပြန်ပြီးတော့ရွေးလို့ရတယ်ပြီးရင်ဒီက round လားသူကဒီလိုမျိုး join ဆိုတာ join တိုက်ဆိုတာဒီလိုမျိုး join တဲ့နေရာလေးတွေကိုပြောတာပေါ့နော်အဲ့ join တဲ့နေရာမှာကိုဘယ်လိုထားမှာလဲဒီလိုမျိုး bubble ပုံစံလား meter လားကိုကြိုက်တဲ့ design ပေါ်မှာပြန်ပြီးတော့ရွေးလို့ရမယ်ပေါ့နော်ဒါဆိုရင်ကိုက gradient line ထည့်ချင်တယ်ဆိုတော့ gradient ဒီမှာဆိုရင် line မှာလည်းမှာတော့ gradient အရောင်တွေပါတွေဆက်လို့ရမယ်ပေါ့နော်ဒါဆိုရင်ဒီမှာကြည့်လိုက် align မှာ
line မှာလည်း gradient သူက bus store ကတော့အတူတူပဲဒီ store လေးတွေအတူတူပဲဒီမှာကိုက line ကိုမှထပ်ပြီးတော့ထည့်ခြင်းနေဆိုတော့အမတို့ဒီလိုမျိုး line တွေမှာထပ်ထည့်လို့ရတယ်ပေါ့နော်အယောင်လေးဒီလိုမျိုးဒါကတော့ gradient အယောင်ဆက်တာပေါ့နော်ပြီးရင် store တွေကိုဒီလိုမျိုးသွားပြီးတော့ဒီလို adjust ပြန်လုပ်လို့ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမတို့ကဟလာ shade ထဲမှာဆိုရင်တော့အဲ့လို effect တွေထည့်လို့ရတယ်ပြီးရင် shade effect မှာဆိုရင်အမတို့ preset မှာဆိုဒီလိုမျိုး preset လေးတွေအတိုင်းပြောင်းလို့ရတယ်သူကအမတို့က line ထည့်ထားတယ်ဆို line ပေါ့နော် preset ပြောင်းလိုက်တယ်ဆိုရင်သူကဒီလိုမျိုးသူ့ရဲ့ preset ပုံစံအတိုင်းပဲသူကရောက်သွားတယ်ပေါ့နော်ဒီအောင်မှသူက line ကိုမှ shadow ထည့်ချင်တာလားဒီမှာဆို shadow တွေထည့်လို့ရမယ်ပြီးလို့ရှိရင် reflection အလင်းပြန်ခြင်းတဲ့ဟာတွေကိုအလင်းပြန်တာတွေထည့်လို့ရမယ် glow တာတွေပါထည့်လို့ရမယ်ပြီး soft အနားလေးတွေဒီလိုမျိုးပုံစံလေးထည့်လို့ရမယ်ပြီး bevel လာဒီလိုဖောင်းကြပုံစံလေးနဲ့ထည့်လို့ရမယ်ပေါ့နော် 3D rotation တွေထည့်လို့ရတယ်ဒီလိုမျိုး 3D rotation တွေလည်းသုံးလို့ရတယ်ပေါ့နော်ဒါကတော့ကိုကြိုက်တဲ့ဟာတွေကိုထည့်လို့ရတယ်ဒါကတော့ shade effect ထည့်တာပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်အမတို့ကဒါတော့အမတို့က shade effect ထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်အမတို့ဒီထဲမှာရှိတဲ့စာသားကိုပြင်နေတယ်ဆိုရင်တော့အမတို့ကဒီစာရဲ့ font size ကိုပြင်နေဆို home နဲ့ကိုသွားပြီးတော့ပဲအမတို့က font size တွေပြင်လို့ရမယ်ပြီးလို့ရှိရင်အမတို့ကဒီမှာဆိုရင် font design တွေပြင်လို့ရမယ်ပေါ့နော်ဒီမှာဆိုရင် font style တွေပြင်လို့ရမယ် font style ကိုဘယ်လို font style နဲ့သုံးချင်တာလဲဒီမှာသွားပြီးတော့ကိုက font style လေးတွေသွားပြန်ပြီးတော့ချိန်လို့ရတယ်ပြီးလို့ရှိရင်အမတို့ shape format တွေကိုဝင်ပြီးတော့ကြာတော့ဒီမှာဆိုရင်သူ့ရဲ့ text style တွေပြောင်းလို့ရတယ်ကိုဘယ်လို text style တွေလုပ်ချင်တာလဲပေါ့နော်ဒီမှာဆိုရင် text style တွေပြောင်းလို့ရတယ်အဲ့ text style ဟိုမှာကိုက color text color ရေးချင်တယ်ဆို text color တွေလည်းထည့်လို့ရတယ်ဒီမှာ text color တွေထည့်လို့ရတယ်အဲ့ text color မှာကိုက gradient ပြောင်းချင်တယ်ဆိုရင်ဆွမ်းနာတော့အတိုင်းပဲမှာတော့ gradient တွေကိုထပ်ပြီးတော့ဒီမှာဆိုရင်တော့သူကဟလာ text ထဲမှာဆိုရင်တော့သူကpicture တွေ texture တွေထည့်လို့မရဘူး gradient ဆိုလဲ gradient ဒီမှာဆက်လို့ရတယ်ပေါ့နော်ကိုဆက်ထားတဲ့ဟာပေါ့ကိုကအဲ့မှာအရောင်လေးပြောင်းချင်တယ်ဆိုထပ်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်ဒါတော့အမတို့ကဟလာဒီမှာစာမှာမှသူက gradient ထပ်ထည့်တာပေါ့နော်စာကိုပြောင်းချင်တယ်ဆိုရင် YS style ကနေပြောင်းပြီးတော့ shade ကိုပြောင်းချင်တယ်ဆိုရင် shade style နဲ့ကနေပြောင်းမယ်ပေါ့နော်ပြီးလို့ရှိရင်ဒါကတော့အမတို့ကအတွင်သား solid color မှာ color ပြောင်းချင်တယ်ဆိုဒီကနေသွားမယ်ပြီးရင်စာကိုမှသူကအရောင်သူ့ရဲ့ outline အရောင်ပြောင်းချင်တယ်ဆိုဒီကနေသွားမယ်ဆွမ်းနာတော့အတိုင်းပဲ weight တွေ dash တွေစာမှာလည်းထပ်ပြီးတော့ပြောင်းလို့ရသေးတယ်ပြီးလို့ရှိရင် text မှာလည်း effect ထည့်လို့ရတယ် shadow လား reflection တွေလားဒီမှာဆိုရင် text မှာလည်းထည့်လို့ရတယ် glow effect တွေထည့်လို့ရတယ် bevel တွေထည့်လို့ရတယ် bevel ဆိုတာ 3D ပုံစံပေါ့နော် found ကြပုံစံလေးထည့်လို့ရတယ် text မှာလည်းသူက rotation တွေထည့်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာ transition တွေထည့်လို့ရတယ်သူမှာဆိုရင်သူရဲ့ transform ပေါ့နော် transform လေးတွေထည့်လို့ရတယ်ကိုကဘယ်လိုပုံစံ design ထည့်ချင်တာလဲပေါ့နော်ကိုလိုချင်တဲ့ design လေးတွေအမတို့ဒီမှာ sticker design လေးတွေလည်းလုပ်လို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့shade လေးတွေသုံးပြီးတော့ကိုက design လေးတွေဒီလိုမျိုးလွယ်လွယ်ကူကူဖန်တီးလို့ရတယ် Photoshop မှာမဟုတ်ဘူးဒီ Microsoft Word မှာလည်းအမတို့က shade design လေးတွေသုံးပြီးဒီလိုမျိုးလေးတွေဟလာsticker design လေးတွေဖန်တီးခြင်းနေဆိုရင်ဖန်တီးလို့ရမယ်ပေါ့နော်ဟုတ်ပြီဒါကတော့အမတို့ကသူ့ရဲ့ဟာကို design ပြန်ပြီးတော့ဒါစာမှာလည်းအဲ့လိုမျိုးရှိတယ်ပေါ့နော်စာကိုလည်းပြန်လုပ်ချင်တယ်လုပ်လို့ရတယ်ဒါကတော့စာရဲ့ဟွာပေါ့နော်စာရဲ့ setting ပေါ့ဒါကတော့အမတို့ကဒီ shape ပေါ့နော် shape ကိုကဘယ်လိုထားချင်တာလဲကိုသွားခြင်းတဲ့အတိုင်းလားဒီလိုမျိုးသွားလို့ရတယ်သူကအဲ့မှာ shape မှာသူက star မှာသူကဒီမှာနံပါတ်စင်လေးပါတယ်ပေါ့နော်နံပါတ်ကိုကနံပါတ်လေးလိုက်သွားပြီးတော့ယူလို့ရတယ်ဒါဆိုရင်ဒီလိုမျိုးလေးလည်းအမတို့ဒီမှာစာတွေပါတယ်ရေးလို့ရတယ်ပေါ့နော်မင်္ဂလာပါဘာညာဆိုပြီးတော့အမတို့ဒီမှာဆိုရင် sticker design လေးတွေလည်းရေးလို့လုပ်လို့ရတယ်ပြီးလို့ရှိရင်အမတို့ကဒီမှာသူကတော့အနားပါတယ်ပေါ့နော် star တွေအနားတွေပါတယ်အဲ့မှာကိုကဒီလိုမျိုးပြန်ပြီးတော့ adjust ပြန်လုပ်တာလေးတွေဒီလိုလေးတွေဟလာ sticker design လေးတွေကိုဖန်တီးလို့ရတယ်ပေါ့နော်ဒီလို shape လေးတွေသုံးပြီးတော့ဟလာ shape မှာဆို effect လေးတွေသုံးပြီးတော့အမတို့ဖန်တီးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမကတော့ဒီနေ့မှာတော့အမက shape နဲ့ပတ်သက်ပြီးတော့ Microsoft Word မှာ shape လေးတွေဆွဲ shape လေးတွေနဲ့ဘယ်လိုမျိုးဟလာshape ကိုသုံးပြီးတော့ဘယ်လိုမျိုး design လေးတွေဆွဲမယ်ဆိုတာအမက share လုပ်ပေးသွားတာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းသူကဒီလို adjust လေးတွေပါတယ်ပေါ့နော်ဒီလိုမျိုး adjust လေးတွေကိုလုပ်ချင်တဲ့ပုံစံလေးဒီလို adjust ပြန်လုပ်လို့ရမယ်ပေါ့နော်ဒါကတော့အမတို့ကဟလာ Microsoft Word မှာ shape ကိုသုံးပြီးတော့ဘယ်လိုမျိုးဟလာdesign လေးတွေဆွဲလို့ရလဲဆိုတာအမက share လုပ်ပေးသွားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် knowledge တစ်ခုရမယ်လို့ထင်ပါတယ်အမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးเนาะအားလုံးပဲကျေးဇူးပါ